နိုင်အောင်ထွက်ရင်ယူသွားတဲ့ပစ္စည်းပြမယ်နိုင်အောင်ထွက်တဲ့ခါမှာနင်ယူသွားတဲ့ပစ္စည်းကလျှက်စစ်ပစ္စည်းလားဟုတ်ဘူးမဟုတ်အဲ့လိုနင်ကလေးညနိုင်အောင်ထွက်ရင်ယူသွားတဲ့နာမြောက်ကြားလေးတုံးလားမင်းကလေးတုံး UNICEF နင်ပစ္စည်းရအောင်UNICEF ပါပဲ UNICEF ဟုတ်ပြီတို့လျှက်စစ်ပစ္စည်းလားငါဟာလားလျှက်စစ်ပစ္စည်းဟောခန္ဓာကိုယ်ပေါ်မှာဝတ်ဆင်ရတဲ့ပစ္စည်းခန္ဓာဝတ်ဆင်ရတော့မဟုတ်ဘူးဒါမှခန္ဓာကိုယ်အတွက်တော့သုံးကြခန္ဓာကိုယ်အတွက်သုံးကြတယ်ဟုတ်ပြီတော့အဲ့လိုနိုင်အောက်မှာမဖြစ်မနေဘူးသုံးရလားအေးပေါ့နိုင်အောက်မှာမဖြစ်မနေသုံးမရမှာဟောအဲ့မသုံးရင်အဆင်မပြေဘူးအဆင်မပြေဘူးအဲ့ဟိုပေါင်ယူသွားမှရမှာကွာခန္ဓာကိုယ်မှာဝတ်ဆင်ရတာမျိုးမဟုတ်အဲ့တော့ငါကလည်းမေးမယ်နော်နင်းရဲ့နိုင်အောက်ထွက်တော့ယူသွားတဲ့ပစ္စည်းကအဲ့လိုမျိုးကျမ်းမာရေးအတွက်ဘာညာအသုံးဝင်လားကျမ်းမာရေးနဲ့ little တော့ဆိုင်နေအများကြီးတော့လည်းသက်ဆိုင်မနေဘူးဟုတ်ပြီလို့နင်မေးဟာငါမေးကြနင်းရဲ့ပစ္စည်းကပစ္စည်းရှိလို့ရှိရင်အဲ့လိုမျိုးကြိုက်တာဝယ်တောက်လို့ရဆိုင်ပါဘူးဆိုင်နော်ဟုတ်ပြီခေါင်းတွေပါတွေမူးတာဘာညာနေမှာအသုံးပြုတာတိတ်တော့လည်းမဆိုင်နေမဆိုင်ဟုတ်ပြီလို့ညလက်စစ်ပစ္စည်းနော်ဟာလား handbag မားတယ်ငါမိမယ်နော်နင်းနှစ်ခါကြီးနင်းရဲ့ပစ္စည်းတစ်ခါပဲကြောက်တော့နင်းရဲ့ပစ္စည်းကကြတော့ခန္ဓာကိုယ်ပေါ်မှာဝတ်ဆင်ရတာမဟုတ်ဘူးနော်မဟုတ်နင်းရဲ့အဲ့ဒီလက်စစ်ပစ္စည်းရောစားရတောက်တာနဲ့သက်ဆိုင်တာမသက်ဆိုင် no နင်းရဲ့ပစ္စည်းကနော်နင်းရဲ့ပစ္စည်းကသူတယောက်တည်းသုံးလို့ရလားအများကိုချီငါပြီးသုံးလို့ရတယ်ပေးသုံးလို့လည်းရပါရဟုတ်ပြီနင်းရဲ့ပစ္စည်းကအဲ့လိုမျိုးလျှက်စစ်အားတွေပါလို့လားမလို့လက်စစ်ပစ္စည်းလားမဟုတ်လက်စစ်ပစ္စည်းဟုတ်လားမဟုတ်ဘူးဟုတ်ပြီအဲ့နင်းပစ္စည်းအားသွင်းရလားဟမ်အားသွင်းရအားသွင်းတာမလို့ပါဘူးအပစ္စည်းအော်လက်စစ်ပစ္စည်းအားသွင်းရမလို့နော်အားသွင်းတာမလို့နော်ဆန်းတယ်နင်းရဲ့အားမသွင်းမသုံးလို့ရလက်စစ်ပစ္စည်းလောကမှာရှိတာပေါ့အင်္ဂလိပ်တွေရဲ့ဒီ shoulder bag တွေထဲမှာထည့်ပြီးတည်သွားတာရအဲ့လိုထည့်တယ်လေရယောက်ျားလေးဆိုလေသူတို့ထည့်တယ်ခြင်းဖြစ်တာထည့်တယ်ခြင်းဖြစ်တယ်တော့ယောက်ျားလေးကြောင့်လွယ်လေးမှာထည့်တယ်ဟုတ်ပြီအဲ့ဒီပစ္စည်းရောအဲ့လိုပဲအိတ်ထဲမှာပဲထည့်စားထည့်တယ်နင်းရဲ့ပစ္စည်းရောအဲ့လိုမျိုးကြောက်နဲ့ဆက်သွယ်လို့ရစားမငါမိမတစ်ခေါက်ဖြေတိုင်းဆက်သွယ်လို့မရဘူးလားပြောဖြေလေပတ်စံဟုတ်နင်းအတုံးဆောင်ပစ္စည်းနော်အတုံးဆောင်ပစ္စည်းနော်အတုံးဆောင်ပစ္စည်းနော်နော်အားမသွင်းရဘူးနော်အားမသွင်းရလက်စစ်ပစ္စည်းကိုလက်စစ်ပစ္စည်းကိုအားသွင်းရမလို့ဘူးကွာစားနေလက်စစ်ဆက်လိုက်မိချင်လားမားတယ်နင်းရဲ့ပစ္စည်းအလိုနည်းနည်းဘာညာပတ်သက်မော်ဂီလိုဘာလို့မပတ်သက်ဟုတ်ပြီနင်းရဲ့ပစ္စည်းကနင်းပစ္စည်းစူးတော်ထူးဆန်းနေပြီသူပစ္စည်းကဘလို့နင်းရဲ့လည်းအဆိုင်နော်နင်းလက်စစ်နင်းပစ္စည်း ID ကလား ID ကမဟုတ်အားသွင်းလို့မရအားသုံးကပြီးသွားပြီလေအားသွင်းလို့နင်းနောက်တစ်ခေါက်ပဲကြာတာနော်အေးအားသွင်းလို့မရဘူးဘလို့ဖြစ်တာလဲဒီတော့ခံမှန်းတာမခံမှန်းနိုင်ဖြစ်နေလို့အားသွင်းလို့မရဘူးဟုတ်လားလန်ကြည့်လိုက်မယ်နော်အားလုံးနှစ်ယောက်လုံးအခုမဖြေနိုင်ခဲ့ဘူးဆိုတော့ရေမွေးတယ်ရေမွေးတယ်လို့လားတယ်တာပေါ့ရေမွေးရအနမ်းတယ်နိုင်အောက်ကြီးမှာရေမွေးရမတိုင်ခင်နဲ့ဆွတ်သွားတာပါဟာပလင်းနဲ့အထဲထဲမတည်သွားပါဘူးပဲဆိုင်သေးလေးလေငါတို့မင်းကလေးဆိုတယ်ခုရေမွေးကိုနိုင်အောက်တော့တယ်မတည်သွားလားထွက်ပဲဆိုင်လေးကိုယူပြမလားဒိဗယ်မရှိရမယူပြနဲ့ဒိဗယ်မရှိရကွာရေမွေးငါတို့မတည်ပါဘူးကွာရေမွေးမတိုင်ခင်နဲ့ဆွတ်သွားတာဆွတ်သွားတာထိုင်ကျင်းရေမွေးက24နာရီမခံနေဘူးလေကျလို့ငါအဖြေကြည့်လိုက်တော့နော်ဟာလေဖုန်းချာကြကြီးတယ်လို့လားဖုန်းချာကြဘာမှမတည်ရမလားနိုင်အောက်ထွက်မယ်လေဖုန်းကအားကုန်တော့မှလေကနေဖုန်းအားကုန်ဘယ်နဲ့အားကုန်မလဲဘယ်သူကကိုင်းနေဖုန်းသုံးမနေပါဘူးငါဆိုလည်းမသုံးဘူး airplane မူထားဘလို့ပဲဖြစ်လေဖုန်းအားကုန်လာမှလေညဘက်ကျရင်နေအကဲအိမ်မပြန်ပြစ်ပါညာတခြားနေရာမှာသွားအိမ်မယ်ပါညာဆိုဖုန်းကြတည်သွားမှရမှာလေဖုန်းကြမရှိနေဟိုနည်းနည်းငယ်လေးနဲ့လိုက်ပြီးတော့ဖုန်းအားမရှိအိမ်ဘလို့ဆက်သွယ်မလဲငါမလဲနိုင်အောင်မထွက်ဘူးဘာမှလည်းမပြောနဲ့ဘာလို့နေရာလုံးမှဘာလည်းမပြောနဲ့